ဟုတ်အားလုံးပဲမြင်လာပါဒါကသူဆောင်မျိုးသူမျိုးသားတွေနဲ့ဒါဒုတိယကြိမ်ဆောင်ရတဲ့တစ်ခေါက်ပါဒီတစ်ခေါက်မှာတော့ဒီပထမတစ်ခေါက်နဲ့မတူဘဲနဲ့ပေါ့နော်တကြံအကျိုးပွဲအမှတ်တရအနေနဲ့ NUG ဘုံရောင်းချပွဲရော fundraising ရောဒါပူပေါင်းပြီးလုပ်တဲ့ပွဲလေးမှာဒါနောက်တစ်ခေါက်ပြန်ဆောင်ရတယ်လို့ပဲပြောရပါမယ်ခုနကကျွန်မတကြံစကြတဲ့အချိန်မှာစိတ်အခုတော့ခုနကတော့တော်တော်လေးကားပေါ်ပြန်တက်ထိုင်နေရတယ်ပေါ့နော်ကျွန်မတကြံနဲ့ဝေးခဲ့တာ3နှစ်ရှိပါပြီဒီမှာတော့ကျွန်မထပ်ပို့ပြီးတော့တကြံနဲ့ဝေးတဲ့နှစ်ပေါင်းများစွာတွေကဒီကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေလည်းအများကြီးရှိပါမယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့တကြံနဲ့ကခွဲခြားလို့မရပါဘူးဒါဆိုနှစ်တိုင်းလိုဒီနိုင်ငံမှာလည်းပြည်ပရောက်မြန်မာတွေအနေနဲ့လည်းတကြံပွဲတွေဆင်နွှဲကြတာတွေကျွန်တော်တို့မြင်ရတွေ့ရပါတယ်ဒါဒီတစ်ခေါက်မှာတော့ပေါ့နော်ကျွန်တော်တို့ဒါပြောစရာတကြံမဟုတ်ဘဲနဲ့တော်လှန်တကြံပေါ့ရေမဆိုတဲ့တကြံပေါ့နော်ခုနကကိုလင်းနဲ့တကြံတီဆိုသွားတဲ့အချိန်မှာဒီကျွန်မအမြဲတမ်းကြည်နူးကြားနေရတဲ့ဒီမန်းတောင်ရိတ်ခိုတခြင်းကိုပထမဆုံးချိန်ဒါကြည်ကွယ်ကြားတဲ့အချိန်ကြီးပါပဲစိတ်ထဲတော့နည်းနည်းတစ်မျိုးဖြစ်တယ်ပေါ့နော်ပြီးတော့ဒီကျွန်မဆိုပြီးခဲ့တဲ့3နှစ်ဆိုတော့ကျွန်မဒီကိုရောက်တာ3နှစ်ရှိပြီလားဆိုတော့မရှိသေးပါဘူးကျွန်တော်တို့ကိုဗစ်ကာလမှာကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးဒီကိုဗစ်နဲ့ပေါ့နော်တကြံမလုပ်ခဲ့ရဘူးပြီးခဲ့တဲ့နှစ်တကြံအာနာသိန်းနာဒီဖေဖော်ဝါရီ1ရက်နေ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ပြီးခဲ့တဲ့တကြံကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာကိုပဲမစင်နွှဲခဲ့ကြရပါဘူးအခုဒီနှစ်ပေါ့နော်ဒီနှစ်မှာလည်းဒါကျွန်တော်တို့တော်လန်တကြံအနေနဲ့ပြည်တွင်းမှာဒီတကြံမှာစစ်ကောင်စီကဘယ်လိုခေါ်မလဲပျော်ရွှင်လှုပ်ရှားနေစီခြင်းနဲ့သူတို့ရဲ့လက်အောက်မှာငြိမ်ဝှက်ပြပြားနေတယ်ဆိုတာကိုပေါ်ပေါက်စေခြင်းတဲ့အတွက်တကြံကိုစီကားအောင်လုပ်နေတယ်ဒါပေမဲ့ပြည်သူတွေကဒီတကြံကိုညှင်းဆန်နေကြတယ်ဒါကစဉ်းစားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေအတွက်ဝမ်းနည်းစရာကောင်းပါတယ်မြန်မာပြည်သူတွေနဲ့တကြံဒီမြန်မာလူမျိုးဆိုရင်တကြံမှာပျော်လိုက်ရမှာဆိုတဲ့ခံစားချက်နဲ့အားလုံးမှာရှိကြတဲ့တကြံနဲ့ပတ်သက်တဲ့ခံစားချက်ပါဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်ကပြည်တွင်းမှာရှိနေတဲ့ပြည်သူတွေကိုယ်တိုင်ကဒီတကြံကိုမပျော်ဘူးဆိုပြီးတော့ညှင်းဆန်နေရတဲ့အခြေအနေမျိုးပါကျွန်တော်တို့ဒီမှာအခုအားလုံးစုယုံပြီးတော့တကြံအကျိုးပွဲလေးလုပ်ကြတယ်ဆိုတာကလေဒါကပျော်ရွှင်လို့လုပ်တဲ့တကြံမျိုးထက်ပေါ့နော်ကျွန်တော်တို့ရန်မုံငွေရှာဖွေမယ်ကျွန်တော်တို့ရဲ့မြန်မာတကြံကိုမမေ့ဘူးဆိုတာလေးကိုပြသဖို့ပေါ့နော်ဒါကျွန်တော်တို့ဒီပွဲမှာအားလုံးစုယုံရောက်ရှိနေတာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီအခုဆိုလို့ရှိရင်ဒီပွဲမှာဒါကျမဒါတော်လှန်ရေးနဲ့ပတ်သက်တဲ့ပေါ့နော်ဒီမှာအခုအစီအစဉ်လေးတွေထည့်ထားတာရှိတယ် NUG ဘွန်ရောင်းချမှုရှိတယ် PRF program ကိုပြောပြဖို့လည်းရှိတယ်ပြီးတော့လို့ရှိရင်ဒါ click to donate နဲ့ပတ်သက်ပြီးတော့ဒီမှာလည်း promote လုပ်ဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာလေး၃ခုကိုကျမအရင်ဆုံးလေးပြောပြချင်ပါတယ်တချို့ခုနကကျမဒီမှာ NUG ဘွန်ရောင်းချတော့တိုင်းရင်းသားအကိုတယောက်ကသူလာပြီးတော့သူဘာလို့မှမသိဘူးအဲ့ဒါသူဘာမေးလဲဆိုတော့ဘုံကဘာလဲပေါ့ဒါဘာလောက်တာလဲ NUG ဘုံကဘာလဲ तू မသိဘူးလို့ तू ပြောတယ်ဒါတိုင်းသားတွေကအားလုံးရိုးသားသားပဲပြောတာဖြစ်တဲ့အတွက်ဒါတကယ်ကိုလည်းမသိတာသိဖို့လဲဒါကျမတို့ပေါ့နော်လိုက်လံစီယုံရမယ်လိုက်လံပြောဆိုရမယ်ပေါ့ NUG ဘုံဆိုတာကကျမတို့ရဲ့အစိုးရကိုငွေထုတ်ချီတာပေါ့နော်ပြည်သူကအစိုးရကိုငွေချီတာပါငွေချီတဲ့စာချုပ်ပါဒါဒီပြန်ရမှာလားဆိုတော့ကျမတို့တော်လှန်ရေးအောင်နိုင်ရင်ပြန်ရမှာပါတော်လှန်ရေးကိုယုံကြည်တဲ့သူတွေကအောင်မြင်မယ်လို့ယုံကြည်တဲ့သူတွေကဝင်ပြီးရင်းနှီးမြှုပ်နှံတဲ့အရာပါဒီငွေကြေးကဘယ်ကိုသွားမလဲဆိုတော့ကျမတို့တော်လှန်ရေးအသုံးစရိတ်အတွက်သွားပါမယ်အဲ့ဒါဆိုရင်ပြည်သူတွေကရောဒီဒေါ်လာ100ဝယ်မယ်ဒေါ်လာ1000ဝယ်မယ်ဒေါ်လာ9000ဝယ်မယ်စသဖြင့်ပေါ့နော်အဲ့တော့ဒီပတ်စံကအတိုးရမှာလားငွေတိုက်စာချုပ်ဆိုတဲ့သဘောကအတိုးရပါတယ်ပုံမှန်မှာအတိုးရပါတယ်ဒါပေမဲ့ NUG ဘွန်းဒီ NUG ငွေတိုက်စာချုပ်ဒီအတိုးရလားဆိုတော့မရပါဘူးဒါပေမဲ့ဘာရမလဲဆိုတော့ကျမတို့ဒီတော်လှန်ရေးမှာပါဝင်ခဲ့တယ်ဆိုတဲ့မှတ်တမ်းပေါ့နော်တော်လှန်ရေးမှာပါဝင်ခဲ့တယ်ဆိုတဲ့ဂုဏ်သိက္ခာကိုဒီလက်မှတ်နဲ့အတူတူကျမတို့ပြန်ရပါမယ်ပြီးတော့ဒါကျမတို့ဒီကနိုင်ငံသားတွေပေါ့နော်ဒီနိုင်ငံသားတွေဖြစ်သွားတဲ့သူတွေရှိမယ်မြန်မာနိုင်ငံသားဖြစ်ရှိနေကြအောင်မဲ့သူတွေရှိတယ်ဒါပေမဲ့ကျမတို့ဒီဘယ်နိုင်ငံသားပဲဖြစ်နေပါစေကျမတို့ရဲ့အကိုကြီးကိုပေါ်ပြောခဲ့တဲ့စကားရှိပါတယ်ရောက်နေတဲ့နေရာထက်ကျင့်တဲ့တရားအရေးကြီးတယ်ဆိုတာကျမတို့ဘယ်နေရာရောက်နေဘယ်နိုင်ငံသားပဲဖြစ်နေကျမတို့ဒီကိုယ့်နိုင်ငံရဲ့ကိုယ့်ရဲ့ဘဝဘေးအခြေအနေအားလုံးနဲ့ဒီနေရာကိုရောက်လာကြတာဖြစ်တယ်။လာခြင်းဒီဖြစ်စေမလာခြင်းဒီဖြစ်စေပြောခြင်းဒီဖြစ်စေမပြောခြင်းဒီဖြစ်စေကျမတို့ဒီနေရာမှာရက်တည်နေရတယ်။ကျမတို့ရဲ့အသက်ရှင်ရက်တည်မှုဒီနေရာမှာရှိနေတဲ့အတွက်ဒီနေရာမှာရက်တည်နေရတယ်။ဒါပေမဲ့ကျမတို့ရဲ့နိုင်ငံကိုမမေ့ဘူး။ကျမတို့ရဲ့တော်လှန်ရေးကိုမမေ့ဘူး။ကျမတို့တနိုင်ငံသားလုံးတစ်မျိုးသားလုံးလွတ်မြောက်ဖို့မမေ့ဘူးဆိုတဲ့သဘောနဲ့ပေါ့နော်။ကျမတို့ဒီတော်လှန်ရေးမှာပြည်ပရောက်မြန်မာတွေရဲ့ဆင်နွှဲမှုဒီလေဒီຫນွေဦးတော်လှန်ရေးအောင်မြင်မယ်ဆိုတဲ့ယုံကြည်ရတဲ့အကြောင်းရင်းတွေကတစ်ချက်ပါပဲ။အဲ့တော့ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ NUG ဘုံရဲ့သဘောတရားဒီအစိုးရကိုပြည်သူကငွေထုတ်ချီးပေးတာပါဒီတော်လှန်ရေးအောင်မြင်ရင်ဒီငွေချေးကိုပြန်ပြီးရပါမယ်ကိုရင်းနှီးထားတယ်ကို invest လုပ်ထားတဲ့ငွေချေးကိုပြန်ရပါမယ်
အဲ့တော့ဘာလို့ဝယ်တင်တယ်လဲဆိုတော့ကျမတို့အခုပြည်တွင်းမှာဆိုလို့ရှိရင်ငွေကြေးမခိုင်မာမှုတွေအများကြီးဖြစ်နေတယ်ပြည်သူတွေအရင်တော့ဆိုတာကျမတို့အာဏာမသိမ်းခင်ကဒေါ်လာကိုမြန်မာငွေ1300ဝန်းကျင်ရှိခဲ့တယ်အခုဆိုလို့ရှိရင်ဒါပြင်ပပေါက်ဈေးမှာဆို2000ကျော်သွားခဲ့ပြီပေါ့နော်ကျမတို့ရဲ့မြန်မာငွေဈေးကတပြုံးပြုံးနဲ့ပြုတ်ကျနေတယ်ဒေါ်လာဈေးကတက်ပြီးတော့ဒေါ်လာဈေးကတက်သွားတာမဟုတ်ဘူးကျမတို့ရဲ့မြန်မာငွေဈေးကကျဆင်းသွားတာဖြစ်တယ်အဲ့အတွက်ပြည်တွင်းကသူတွေအနေနဲ့လေဒါကိုယ့်ရဲ့ငွေကြေးခိုင်မာမှုကိုထိန်းသိမ်းမှုအနေနဲ့ဒီ NUG ဘုံကိုဝယ်ကြတယ်လို့မျိုးရှိတယ်လို့ကျမတို့ပြည်ပရောက်မြန်မာတွေအနေနဲ့ကြတော့ဒီလိုမျိုးတော်လှန်ရေးကိုထောက်ပံ့မှုတော်လှန်ရေးမှာရက်တီဖို့ဒီ NUG ဘုံဒီ NUG အစိုးရရဲ့အကြီးမားဆုံးသောငွေရှာတဲ့နီလန်တော်လှန်ရေးရန်မငွေရှာဖွေတဲ့နီလန်ဖြစ်ပါတယ်အဲ့တော့ဒီပတ်စံတွေကဘယ်ကိုသွားမလဲကျမတို့တော်လှန်ရေးမှာမရှိမဖြစ်လို့အပ်တဲ့နေပစ္စည်းတွေအတွက်သွားပါမယ်ကျမအဲ့လောက်လေးပြောလို့ရမယ်ထင်ပါတယ်မရှိမဖြစ်လို့အပ်တဲ့ဒီစစ်ကောင်စီကိုတွန်းလှန်ဖို့မရှိမဖြစ်လို့အပ်တဲ့ပစ္စည်းတွေကိုဝယ်ယူဖို့သုံးစွဲဖို့အနေနဲ့ဒီပတ်စံတွေကိုအသုံးချပါတယ်ကျမတို့ရဲ့ဒီအာဏာသိမ်းခံထားရတဲ့နိုင်ငံမှာကျမတို့အုပ်ချုပ်ချင်နေတဲ့စစ်ကောင်စီဒီပြောရမယ်ဆိုတော့ဒီကောင်တွေကကျမတို့တောင်းယူလို့မရပါဘူးတိုက်ယူမှရမယ်ဆိုတဲ့အခြေအနေကိုရောက်သွားပါပြီဒါရောက်သွားတာလည်းကြာပါပြီကျမတို့ပြည်သူတွေအားလုံးလည်းဒီအတွက်ဒီအောင်ပွဲကိုရဖို့ကြိုးစားနေကြတယ်ဒီအချိန်ကာလကျမတို့အခုလိုစကားပြောနေတဲ့အချိန်ကျမတို့ဒီမှာအသက်ရှင်ရပ်တည်နေတဲ့အချိန်တွေမှာကျမတို့နိုင်ငံမှာကျမတို့ရဲ့လူငယ်တွေအချိန်တိုင်းလို့ကျမတို့ဘက်မှာအကြဆုံးနေရှိနေတယ်အဲ့လိုပဲပေါ့နော်ဒါဆိုကျမတို့ဘက်ကရှုံးနေရတာလို့မေးလို့ရတယ်မဟုတ်ပါဘူးဘာလို့လဲဆိုတော့သူတို့ဘက်မှာလည်းအဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့သူတို့ဘက်မှာလည်းတစ်ချိန်လုံးဒါပြောမယ်ဆိုလို့ရှိရင်ကျမတို့ပြည်သူတွေဘက်ကကြာဆုံးပြီဆိုလို့ရှိရင်ဒါတပ်ဖြတ်ခံရတယ်ဖမ်းဆီးခံရတယ်ဆိုကျမတို့ပြည်သူတွေက speak out လုပ်ကြတယ်ထုတ်ဖော်ပြောဆိုကြတယ်သူတို့ဘက်ကတော့အဲ့လိုထုတ်ဖော်ပြောဆိုခြင်းမရှိဘူးဒါပေမဲ့သူတို့ရဲ့အကြအဆုံးတွေကိုကျမတို့မြင်နေရတယ်ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်ကကျမတို့ကဆိုင်းဘုတ်လေးကင်ပြီးတော့တောင်းဆိုနေခဲ့ကြတဲ့အချိန်အဲ့ချိန်မှာကျမတို့ပြည်သူတွေကိုတပ်ဖြတ်ခဲ့တယ်ဆိုင်းဘုတ်ကင်ထားတဲ့ပြည်သူတွေလက်နက်မဲ့ပြည်သူတွေကိုတပ်ဖြတ်ခဲ့တယ်အဲ့ဒီကလေပြီးတော့ဒီတစ်နှစ်တာကာလဒီအချိန်မှာကျမတို့ဘက်ကလေလဲကျမတို့ဘက်ကကင်ထားတာဒီလဲဆိုင်းဘုတ်မဟုတ်တော့အဲ့ဆိုင်းဘုတ်မဟုတ်တော့တဲ့ပစ္စည်းတွေကိုကျမတို့အနေနဲ့ထောက်ပံ့ပေးနိုင်ဖို့အခုဒီနေရာလူတွေအပါအဝင်တကဘာလုံးကပြည်ပရောက်မြန်မာတွေအားလုံးရောပြည်တွင်းကမြန်မာတွေအခက်အခဲတွေကြားတွေကဝိုင်းဝန်းစူးစမ်းနေကြတာဖြစ်ပါတယ်အဲ့တော့ NUG ဘွန်းဒီ NUG အစိုးရရဲ့နံပါတ်1ငွေရှာတဲ့ရမုံငွေရှာဖွေတဲ့နီးလန်းဖြစ်ပါတယ်အဲ့နေရာမှာပါဝင်ပေးကြဖို့ပေါ့နော်ဒါဖိတ်ခေါ်ပါတယ်ဒါကျမတို့ဒီအပြင်မှာလိုက်ရောင်းနေဆိုတာကလည်း online ကလေပြီးတော့website ကလေတစ်ဆက်လွယ်ကူစွာဝယ်ယူလို့ရပါတယ်ဒါပေမဲ့ form A form B ဖြည့်တဲ့အချိန်မှာတချို့တွေမဖြစ်တတ်တာတွေရှိပါတယ်အဲ့ဒီအခက်အခဲတွေပြည်လည်ဖို့အတွက်ကျမတို့ဒီပြင်ပမှာလိုက်လည်ပြီးရောင်းချတာဖြစ်ပါတယ်ပြီးတော့ PRF program ပေါ့နော်ဒါဒီလဲ NUG ရဲ့ဒုတိယငွေရှာနေပါ PRF program ကကြတော့သူကလဆင်သွားပါတယ်ရှင်လဆင်အနေနဲ့ဒီတော်လှန်ရေးလူငယ်တွေကျမတို့ရဲ့တော်လှန်ရေးအဖွဲ့တွေစီကိုလဆင်သူတို့ရဲ့အတုံးစရိတ်ဆိုတာကဘယ်လိုခေါ်မလဲဒီတိုင်းသုံးစွဲနေတဲ့ပတ်စံမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့အာဟာရနဲ့ပြီးတော့သူတို့မဖြစ်မနေလိုအပ်နေတဲ့နှက်ခမ်းဒီဘိုးအတွက်ကိုရည်ရွယ်ပြီးတော့လဆင်ပြည်သူတွေကထောက်ပံ့ဖို့အနေနဲ့ဒါကျမတို့စီစဉ်ထားတဲ့ program တစ်ခုဖြစ်ပါတယ်ဒီ program မှာကဒေါ်လာ20ကလေလဆင်ဒေါ်လာ20ကလေစပြီးတော့ဒေါ်လာစပြီးပံ့ပိုးလို့ရတယ်ပေါ့နော်တစ်လောက်အနည်းဆုံးဒေါ်လာ20ရလေးစပြီးတော့ကိုတက်နိုင်တဲ့လောက်ပံ့ပိုးလို့ရတယ်20 50 100စသဖြင့်ပေါ့နော်အဲ့လိုမျိုးဝိုင်းဝန်းပံ့ပိုးလို့ရပါတယ်အဲ့ဒီ program တွေလည်းအရေးကြီးပါတယ်ဒါဘုံဝယ်လိုက်တယ်ဆိုလို့ရှိရင်လူတွေကငါတို့ဝယ်ပြီးသွားပြီဒီတစ်ခေါက်တော့ငါတို့ဝယ်ပြီးသွားပြီဒေါ်လာ100ဝယ်လိုက်တယ်ဒေါ်လာ900ဝယ်လိုက်တယ်ဒီဘုံမှာငါတို့ပါဝင်ပြီးသွားပြီဆိုပေမဲ့ PRF program ကလည်းပါဝင်ဖို့လားဆင်ပါဝင်ပေးဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့အခုဒေါ်လာ20တို့ဒေါ်လာ90တို့ဆိုတာဒီနိုင်ငံအနေထားနဲ့ပေါ့နော်ဒါနဲ့များပြားတဲ့ပမာဏကြီးမဟုတ်ပါဘူးဒါပေမဲ့ဒီအင်အားကိုစုပေါင်းလိုက်လို့ရှိရင်ကျမတို့ဒေါ်လာရေးကိုလားဆင်စီးဝင်နေတဲ့ငွေကြေးပေါ့နော်လားဆင်စီးဝင်နေတဲ့လားဆင်ထောက်ကန်နိုင်မှုအနေနဲ့အရန်ကိုပဲအရေးကြီးပါတယ်ဥပမာပေါ့နော်ပြည်သူတယောက်ကဒေါ်လာ90နဲ့လူ9သိန်းကပါဝင်မယ်ဆိုရင်ကျမတို့တစ်လကိုဒေါ်လာ25သိန်းရပါတယ်ဒေါ်လာ25တန်းဆိုလို့ရှိရင်ဒီဒေါ်လာရေးကိုကောင်းကောင်းမောင်းနေလို့ရနေပါပြီဒီဒေါ်လာရေးမှာလစဉ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်နေပါပြီအဲ့တော့ PRF program ကိုလည်း join ကြဖို့ဖိတ်ခေါ်ပါတယ်ဒါကဒေါ်လာရေးမိသားစုဝင်ဒေါ်လာရေးထောက်ပို့တက်ဆိုတဲ့အနေနဲ့ဖွဲ့စည်းထားတဲ့program တစ်ခုဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ click to donate ပေါ့နော် click to donate ကတော့ဒါကျမတို့ digital strike အနေနဲ့ပါဝင်ပေးဖို့ပေါ့နော်ပတ်စံလှူရတာမျိုးမဟုတ်ဘဲနဲ့ကျမတို့ရဲ့ဒီ online ပေါ်ကဝင်ပြီးကြော်ညာလေးတွေဝင်ကြည့်ပေးအောင်နဲ့ကျမတို့တော်လှန်ရေးအတွက်ထောက်ပံ့ပေးနိုင်ဖို့အစီအစဉ်ထားတဲ့အစီအစဉ်လေးပါဒါကတော့ဒီနည်းပညာလူငယ်လေးတွေကလေစုပေါင်းပြီးတော့လောက်ကြရင်းနဲ့တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ digital strike တစ်ခုဖြစ်လာတာဖြစ်ပါတယ်ဒါဒီလဲအခုဆိုပြည်တွင်းမှာပေါ့နော်ဒီ click to donate ရဲ့အင်အားကိုကြောက်ရွံ့တဲ့အတွက်
အခုဆိုလို့ရှိရင် data တွေကိုဈေးနှုန်းမြင့်ထားတာ internet တွေဖြတ်ထားတာမျိုးတွေရှိပါတယ်အဲ့တော့ကျမတို့ဒီပြည်ပကလေ wifi ရနေတဲ့ပြည်သူတွေအနေနဲ့ဒီပုံမှန်အချိန်လေးမှာမနက်ဆိုလို့ရှိရင် click to donate ကတရားတွေဖွင့်ပြီးနားထောင်လို့ရပါတယ်ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဆိုလို့ရှိရင်တရားနာလို့ရတယ်အဲ့လိုတရားနာနေနေဒါကျမတို့ click to donate ကလေကြော်လန်ရေးကိုပတ်စံစည်းဝင်နေမှာဖြစ်ပါတယ်ပြီးတော့တချင်းလေးတွေဖွင့်ပြီးနားထောင်လို့ရပါတယ်ပြီးတော့ website လေးတွေမှာဝင်ပြီးစာဖတ်လို့ရပါတယ်အဲ့လိုစာဖတ်နေရင်လည်းတချင်းနားထောင်ရင်းနဲ့တရားနာရင်းနဲ့ပြပေးတဲ့ကြော်ညာလေးတွေကိုကြည့်ပေးရုံနဲ့ကျမတို့တော်လန်ရေးအတွက်လစဉ်သိန်းပေါင်းထောင်ချီတောင်းချီစည်းဝင်နေနိုင်ပါတယ်အဲ့တော့ဒီ click to donate မှာလည်းပါဝင်ပေးကြဖို့ပေါ့နော်ဒါကိုအားရင်အားတယ်လို့ဟိုဖုန်းလေးဖွင့်ထားပြီးတော့ YouTube လေးဖွင့်ထားပေးတာမျိုးပဲဖြစ်ဖြစ်အားတဲ့အချိန်မှာစာလေးတွေဝင်ဖတ်ပေးတာမျိုးပဲဖြစ်ဖြစ်လွယ်လွယ်ကူကူပါဝင်ပေးလို့ရပါတယ်ကျမတို့ပြည်တွင်းကအင်တာနက်ဖြတ်ခံထားရတဲ့လူတွေကိုစားပြီးတော့အင်တာနက်ဈေးကြီးလို့မသုံးနိုင်တော့တဲ့ပြည်သူတွေရဲ့ကိုစားပြည်ပက wifi ရနေတဲ့သူတွေကဒါလေးကိုဝင်ပြီးတော့ပေါ့နော်စိတ်ဝင်စားဝင်လေးလာလိုက်ရင်အရန်လွယ်ကူပါတယ်ရှင့်အဲ့ဒါလေးမှလည်းပါဝင်ပေးကြဖို့ဖိတ်ခေါ်ပါတယ်ကျမတို့ရဲ့ຫນွေဦးတော်လည်းကြီးကအခုဆိုတစ်နှစ်ကျော်ကာလအချိန်ကိုရောက်ရှိလာပါပြီတစ်နှစ်ကျော်ကာလအချိန်မှာကျမတို့ကိုပြောရမယ်ဆိုလို့ရှိရင်မနိုင်သေးဘူးလို့တွေးလို့ရပါတယ်ကျမတို့မနိုင်သေးဘူးအစိုးမြင်ပြီးတွေးမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီတော်လှန်ရေးကမအောင်နိုင်သေးဘူးလို့တွေးလို့ရတယ်ဒါပေမဲ့ကျမတို့တစ်ဖက်ကပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီ1ရက်နေ့မှာအာဏာသိမ်းလိုက်တဲ့အချိန်မှာကျမတို့ပြည်သူတွေဘက်က0ပါဘာလို့လဲဆိုတော့ကျမတို့ဒီကောင်းနေဒီပါဇက်နဲ့ပြောလို့မရဘူးတောင်းဆိုလို့မရဘူးအဲ့အတွက်သူတို့နဲ့ကျမတို့နဲ့လက်နက်အင်အားဘာညာမှာရှင်းလိုက်မယ်ဆိုကျမတို့ပြည်သူတွေဘက်ကလုံးဝ0ပါသူတို့ဘက်က 100% အပြည့်ပါအခုတော့ကျမတို့ပြည်သူတွေဘက်မှာလေပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင်ဇော်မဲလုံးပဲပြောပါတော့မယ်ဇော်မဲလုံးကပြောသွားတယ်ဟိုတဲ့သူတို့ဒီ PDF တွေကို60%ထိန်းချုပ်နိုင်နေပါပြီတဲ့ဒါသူတို့ဝန်ခံခြင်းပါပဲကျမတို့40%အောင်နိုင်နေပြီဆိုရဲအနေထားပါတုံညာအစားခဲ့ရတဲ့ဒီဒေါ်လာရေးကသူတို့ဘက်က40%အောင်မြင်နေပါပြီလို့ဝန်ခံရတဲ့အထိကျမတို့ဘက်ကအောင်မြင်နေပါပြီအခုဆိုလို့ရှိရင်လေကျမတို့ဘက်ကကင်ထားတာဒီသူတို့ကတော်လည်းကာလာစကားစားမှာငါတို့လက်ထဲမှာကင်ထားတာတနတ်တွေနော်လို့ပြောတယ်မင်းတို့ကဆိုင်းဘုတ်နဲ့တောင်းတယ်ငါတို့လက်ထဲမှာကင်ထားတာတနတ်တွေအခုကျမတို့လက်ထဲမှာကင်ထားတာဆိုင်းဘုတ်တွေမဟုတ်တော့ဘူးကီးဘုတ်တွေမဟုတ်တော့ဘူးကျမတို့လက်ထဲကလည်းသူတို့လက်ထဲလိုမျိုးပဲပြန်ပြီးကင်နိုင်လာပြီအဲ့အတွက်ဒီတော်လည်းရေးဒီတစ်နှစ်ကျော်ကာလအတွင်းမှာခေတ်ဆက်တော်လည်းရေးဇက်တိုက်ပေါ့နော်လုပ်ခဲ့ရတယ်ကျမတို့ပြည်သူတွေမှန်သမျှဆိုလို့ရှိရင်တော်လည်းရေးကာလာတောက်လျှောက်မှာရှင်တန်ကြီးပြင်းခဲ့ရတဲ့လူတွေကြီးပါပဲဒီမှာဆိုလို့ရှိရင်ဒီ88ကရောက်လာတဲ့သူတွေ2000ခွန်ကရောက်လာခဲ့တဲ့သူတွေအများကြီးရှိပါလိမ့်မယ်နိုင်ငံရေးနဲ့ဆက်နွယ်ပြီးရောက်လာတဲ့လူတွေလည်းအများကြီးရှိပါလိမ့်မယ်အဲ့လူတွေမှန်သမျှဒီနိုင်ငံရဲ့စိုးကျိုးကြောင့်ဒီစနစ်ဆိုးရဲ့အမွေအနေနဲ့ကျမတို့ဒီနိုင်ငံမှာလာပြီးတော့အလုပ်လုပ်နေကြရတယ်ကိုယ့်နိုင်ငံကိုယ့်ရည်မျိုးမပြန်နိုင်မင်းနဲ့နေကြရတယ်အဲ့တော့ဒီဒေါ်လာရေးကိုကျမတို့ဒီ2021မှာအပြတ်ဖြတ်နိုင်ဖို့လိုပါတယ်ဒီဒေါ်လာရေးဒီအားငယ်စရာမရှိပါဘူးအခုကျမတို့မိဘတွေလက်ထက်ကျမတို့အဖိုးဖွားတွေလက်ထက်ကလေးကလှုပ်ခဲ့ရတဲ့ဒေါ်လာရေးဒီကာလမှာတော့အားကောင်းတာဒီကာလမှာတော့လျှင်မြန်တာမရှိဘူးလို့လည်းပြောချင်ပါတယ်ရှင်ပြီးတော့မနေ့ကကျမတို့ရဲ့ဒီတော်လိုင်းမှာကြာဆုံးသွားတဲ့အဆိုတော်တူပေါ့နော်ကိုရီမွန်ဆိုလို့ရှိရင်သူမွေးတာဒီ1988မှာမွေးတယ်သူ2022မှာတည်ဆုံးခဲ့တယ်သူဒီတော်လိုင်းကာလာတောက်ချောင်းမှာရှင်တန်ခဲ့သွားရတဲ့ဒီစနစ်ဆိုးကြီးတွေကလူပါပဲဒီစနစ်ဆိုးကြီးတွေကလူပါပဲအဲ့အတွက်ပေါ့နော်ဒါကျမတို့အဲ့လိုလူငယ်တွေကျမတို့ဒီအသက်တန်းမှာရှင်တန်နေတဲ့အဲ့လိုလူငယ်တွေအများကြီးရှိပါတယ်ကျမဆိုလို့ရှိရင်88မှာမမွေးသေးဘူးကျမ90မှာမမွေးတယ်ကျမဒီအသက်အရွယ်ရောက်လာပြီပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒီမိုကရေစီကရွှေစိန်ဒီမိုကရေစီထော်ကျိုးဒီမိုကရေစီကိုပဲကျမတို့မြင်ခဲ့ရဘူးလေပေါ့နော်မြင်ခဲ့ရဘူးလေဒီမိုကရေစီအစ်စ်မှန်ဆိုတာဘာမှမသိဘူးဒါပေမဲ့ကျမတို့NLD အစိုးရရဲ့ဒီအယက်သားအစိုးရတက်လာတဲ့အချိန်မှာကျမတို့ဒီမိုကရေစီဆိုတာကိုဘာမှန်းလေးသိခဲ့ရတယ်ဒါကြောင့်ဒီ21ဒေါ်လာရင်းမှာကျမတို့လူငယ်တွေအများစုဒီလွတ်လပ်မှုရဲ့အရာတာဒီမိုကရေစီရဲ့အရာတာကိုသိသွားကြပြီဖြစ်တယ်ဒါကြောင့်ပို့ပြီးရုန်းကန်နေကြတာဖြစ်တယ်ဒီလူတွေဒီဘလို့မှကိုဒီစစ်အာဏာရှင်စနစ်ကအောက်မှာဆက်ပြီးမနေနိုင်ဘူးဆိုတဲ့ခံစားချက်နဲ့ဒီလူငယ်တွေကပို့ပြီးရုန်းကန်နေကြတာဖြစ်တယ်ပုံမှန်ဆိုလို့ရှိရင်ဂိမ်းကလုတ်ကင်မယ်ဘားသွားမယ်ကလတ်သွားမယ်ဒီလိုလူငယ်တွေကတောထဲမှာသူတို့ရဲ့အိမ်မက်တွေသူတို့ရဲ့ဘဝတွေကိုဆွန့်လွတ်ပြီးသူတို့ရဲ့ပညာရေးတွေကိုဆွန့်လွတ်ပြီးတော့နေထိုင်နေကြရတယ်အဲ့အတွက်သူတို့တွေအတွက်ကျမတို့ဒီပြည်ပကလေနေနေတဲ့သူတွေဒီကျမတို့ဘာလုပ်ပေးနိုင်လဲလို့ပြောမယ်ဆိုလို့ရှိရင်ပြည်ပကလေကျမတို့ဘာလုပ်နိုင်မလဲအများကြီးမရှိပါဘူးရိုးတန်းတွေးလိုက်ရင်မြန်မာပြည်ပြန်မလားတနတ်သွားကြိုင်မလားပေါ့နော်တွေးလို့ရပါတယ်ဒါပေမဲ့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျမတို့တနိုင်ငံလုံးမြန်မာလူမျိုးအားလုံး PDF ဖြစ်သွားပြီဆိုလို့ရှိရင်ရောဘာနဲ့တိုက်မလဲကျမတို့မှာအဓိကလိုအပ်နေရသည်လူရင်အားမဟုတ်ပါဘူးလက်နက်အင်အားပါပြီးတော့ကျမတို့ဒီလူငယ်တွေရေရှည်ရက်တည်နိုင်ဖို့ထောက်ကန်ပေးနိုင်ဖို့စေဝါရိတ်ခါကအစကျမတို့ဒီကလူတွေမှန်သမျှပြည်ပကလူတွေမှန်သမျှကျမတို့လုပ်ပေးနိုင်တာဒီကျမတို့ဒီထောက်ဖို့အနေနဲ့ထောက်ဖို့တက်သားတွေအနေနဲ့ကျမတို့ပါဝင်နေလို့ရပါတယ်အဲ့တော့ကျမတို့အခုဒီပြည်ပမှာ fundraising လုပ်တာပြီးတော့
အခုဆိုလို့ရှင်ကျွန်မဒီ Dragonfly project ဆိုပြီးတော့ကျွန်တော်တို့လုပ်နေရလေးရှိပါတယ်မနှက်ဖြန်ဆိုတာပြီးဆုံးပြီပေါ့နော်ဒီ project မှာဆိုလို့ရှင်ကျွန်မထူးခြားတာအများကြီးမြင်ရပါတယ်တချို့တွေဆိုလို့ရှင်ဒီနိုင်ငံလူတွေဆိုလို့ရှင်သူတို့ရဲ့ဟိုပေါ့နော်ပြည်လေတဲ့သူတွေအများကြီးရှိတယ်လို့မပြည်လေတဲ့သူတွေလည်းရှိပါတယ်သူတို့ရဲ့ဒီလစာနဲ့သူတို့ရဲ့ payment တွေနဲ့ကွက်တီသွားကြနေတာမျိုးတွေရှိတယ်အဲ့လိုမျိုးတွေမှာဆိုလို့ရှင်သူတို့များဆာမထည့်နိုင်ဘူးဒါပေမဲ့သူတို့ဘာကိုလုပ်လဲဆိုတော့တစ်ခေါက်ကဆိုလို့ရှင်ကျွန်မနဲ့တက်တဲ့ဆန်ဆန်စကားလာပြောတဲ့အန်တီတယောက်ကသူအသက်60ကျော်သွားပြီသူ retire ယူထားတယ်ဒါပေမဲ့သူဒီ Dragonfly project မှာသူပါဝင်ဖို့အတွက်ဆိုပြီးသူ cash နဲ့အလုပ်ထွက်လုပ်ပြီးတော့ရတဲ့ပတ်စံကိုလာလှူတာမျိုးပေါ့နော်ကျမတို့ရင်ထဲမှာထိရှစေတဲ့ဒီဒေါ်လာရင်းနဲ့ပတ်သက်တဲ့ story လေးတွေကျမတို့စီမှာအများကြီးရှိနေပါတယ်အဲ့တော့ကျမတို့ရဲ့တောထဲရလူငယ်တွေမှာလည်းရှိပါတယ်မြို့ပေါ်မှာဖိနှိပ်ခံနေရတဲ့လူတွေမှာလည်းရှိပါတယ်အဲ့တော့အားလုံးဒီတစ်ခေါက်မှာကျမတို့လွတ်မြောက်ဖို့အပြီးရုန်းကန်နိုင်ဖို့လိုပါတယ်အဲ့အတွက်ဘာလုပ်ပေးရမလဲနံပါတ်1ဘုံဝယ်ဖို့လိုပါတယ်ဘုံဝယ်ဖို့လိုပါတယ်ဒါဒီကျမတို့ဒီဒေါ်လာကြီးမှာ1 time ဖြစ်ဖြစ်2 time ဖြစ်ဖြစ်ပါဝင်လို့3 time ဖြစ်ဖြစ်ပေါ့နော်ဒါထားပါတော့ဒါပေမဲ့1 time 2 time ပါဝင်လို့ရတဲ့အရာပါ PRF program လစဉ်ပါဝင်ပေးဖို့ကိုတက်နိုင်တဲ့ပမာဏနဲ့ချိန်ပြီးတော့ပေါ့နော်ဒေါ်လာ20ဆိုတဲ့နေပါတဲ့ပမာဏလေးတစ်ခုကစထားတဲ့ program မှာကြိုက်တယ်လို့ဝင်ပြီးပါဝင်ပေးလို့ရပါတယ်ကိုလစဉ်ထည့်နိုင်တဲ့ပမာဏကလေးပြီးတော့နောက်တစ်ခုကတော့ကျမတို့ဒီ digital strike တွေမှာပါဝင်ပေးဖို့ပြီးတော့ number 4ပေါ့နော်အခုလို fundraising ပွဲတွေမှာရှိတဲ့အချိန်လေးတွေကလေးပြီးတော့စားရင်တောက်ရင်းနဲ့ပဲလာပြီးပါဝင်ပေးကြဖို့ဖိတ်ခေါ်တယ်နောက်ဆုံးတစ်ချက်ကတော့ဒါကျမတို့ရဲ့ဒီလူထုလှုပ်ရှားမှုတွေပြည်ပမှာရှိနေတဲ့ပြည်သူတွေကလေးပြီးတော့ဒီစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေပါတယ်ဆိုတော့ဒီနိုင်ငံတကာရဲ့ထောက်ခံမှုကိုရရှိဖို့အတွက်ကျမတို့ဒီကလူထုလှုပ်ရှားမှုတွေထဲမှာလည်းတက်ကြွစွာပါဝင်ပေးလို့ရပါတယ်ပြီးတော့အကြီးကအရေးကြီးဆုံးကတော့ထောက်ဖို့လုပ်ပေးကြဖို့ပါပဲကျမတို့ဒီကလေပြီးတော့ကျမတို့ရဲ့တော်လှန်ရေးလူငယ်တွေတော်လှန်ရေးအဖွဲ့တွေတော်လှန်ရေးအင်အားစုတွေကိုရပ်တည်နိုင်ဖို့ပေါ့နော်ကျမတို့ဒီကလေပြီးတော့အကောင်းဆုံးနဲ့အရေးအကြီးဆုံးလိုအပ်နေသောအရာဒီပြည်ပထောက်ဖို့တပ်သားတွေအနေနဲ့ပါဝင်ပေးကြဖို့ပါပဲရှင်အဲ့တော့ပြောရတာလဲစကားရှည်သွားပါပြီနေလဲပူနေပါပြီကျေးဇူးထူးတင်ပါတယ်ရှင်ရှည်လျားနားထောင်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တို့ခါနေကြရင်အားသစ်စရာဖြစ်တဲ့ဒီတချင်းလေးကတော့အားလုံးလည်းကြားဖို့ပြီးသားဒီတော်လန်ရေးပွဲတွေတိုင်းမှာလည်းစုံနေကြတချင်းလေးပဲဖြစ်ပါတယ်ဒီတချင်းကတော့ဟိုကိုနေဝင်းကမေတော်အောင်ဆန်းစုကြည်အတွက်ရေးဖွဲ့ထားတယ်လို့လူတွေအားလုံးယုံကြည်ကြတဲ့တချင်းဖြစ်တယ်ပေါ့နော်ဒီတချင်းလေးကိုကျမလည်းကျမတို့ရဲ့ဒီလူထုခေါင်းဆောင်ကိုတတိယမှုနဲ့တည်ဆိုပြရစီရှင်
用几针的就算他妈的情嘛，熬面了苗没不红了。但你要让我们成为这段现在眼眶偏明的夜，但你要让我们成为这段现在眼眶偏明的夜，但你要让我们成为这段现在眼眶偏明的夜。ကျေးဇူးတင်ပါတယ်ကျမတချင်းကိုအဲ့လိုစင်မောကလူပါတယ်လည်းမဆိုဘူးပါဘူးဒါဒီပထမဆုံးပါပဲစကားပြောတယ်ပေါ့နော်စကားပြောတာတော့မှပဲဒါကျမတော်တော်လေးကိုစိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်ယူထားခဲ့ရတာပါဒါအခုကလည်းစင်မောမှာပထမဆုံးဆိုဘူးတာဖြစ်တဲ့အတွက်နားထောင်ရတာခက်နေရင်လည်း sorry ပါဒီတချင်းကလည်းတကယ်ကိုပဲဟိုပေါ့နော်နာမည်ကြီးဆိုတော့ဒီဂုံတိတ်ကကြီးမားတဲ့လူတွေဆိုထားတဲ့တချင်းဖြစ်တဲ့အတွက်ဆိုရတာတော့နည်းနည်းတော့အားနာပါတယ်ဒါပေမဲ့အားလုံးလည်းဒီခဏနားထောင်ပြီးတာကျေးဇူးတင်ပါတယ်နောက်တစ်ပုတ်ကတော့ကျွန်မနည်းနည်းတော့မနေ့ကမှ2ခါလောက်ပဲတိုက်ထားတာဆိုတော့နည်းနည်းများခက်မလားတော့မသိဘူးပေါ့နော်အဲ့ဒါကတော့အဲ့တချင်းလေးကတော့ဒါအရင်တော့ဆိုတော့မေဆွီဆိုတယ်ကျွန်မဒီတချင်းကိုဘာလို့ဆိုလဲဆိုတော့ကျွန်မပြီးခဲ့တဲ့နှစ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ကကျွန်မနဲ့အမေတော်ဆန်းစုကြည်နဲ့နောက်ဆုံးအပြစ်မှာစုံတဲ့နေ့ပေါ့2020ဒီဇင်ဘာ25ရက်နေ့မှာကျမတို့ဒီနေပြည်တော်မှာသွားပြီးတော့ဒါအမေစုနဲ့စုံခဲ့တယ်ဆိုတော့လည်းဒါကျမတို့က25ရက်နေ့ရောက်တိုင်းဒီဇင်ဘာ25ရက်နေ့ရောက်တိုင်းဒီ Christmas song တွေဆိုရင်လည်းအမေ channel ကိုရောက်နေကြဖြစ်တယ်ပေါ့နော်အဲ့တုန်းကဒါအမေမှားလိုက်တဲ့ပစ္စည်းလေးတစ်ခုဒါကျမတို့စီမှာပါလာတယ်အဲ့ဒါကတော့အမေစုကဒီသချင်းကို iPod နဲ့နားထောင်လေးရှိတယ်ပေါ့နော်နားထောင်လေးရှိတယ်အဲ့သချင်းနဲ့အဲ့ iPod လေးကိုဒါကျမတို့ယူသွားတဲ့အချိန်မှာ तू list လုပ်ပေးလိုက်တဲ့သချင်းလေးတွေရှိတယ်အဲ့ list ထဲမှာဒီသချင်းလေးပါတယ်သူအဲ့သချင်းလေးကိုလည်းဒါအားကြိုက်တဲ့သချင်းလေးလို့သိထားတယ်ပေါ့နော်ဒီသချင်းလေးကိုနားထောင်ကြည့်တဲ့အချိန်မှာလည်းဒီသချင်းကဒီအမေစုဒီအကျယ်ချုပ်တွေပါတယ်ကြာနေရတဲ့အချိန်အကျဉ်းကျနေရတဲ့အချိန်မှာဒီသချင်းကိုသူဘာစိတ်နဲ့ဘလို့စိတ်နဲ့နားထောင်ခဲ့လဲဆိုတော့ဝင်ပြီးခံစားမိတဲ့သချင်းပေါ့နော်အဲ့ဒါကြောင့်ဒီဒါဒီဟိုအချက်သချင်းတော့မဟုတ်ဘူးခံစားချက်သချင်းတစ်ခုဖြစ်တယ်ဒေါ်လာရေးသချင်းလည်းမဟုတ်တဲ့အတွက်ဒီသချင်းကိုတော့ကျွန်မဒီအမေကြိုက်တဲ့သချင်းဆိုတာလေးနဲ့ကျွန်မဆိုချင်ပါတယ်ရှင်
နေကြလို့ရှိရင်ဒါကျမမိတ်ဆွေကိုလင်းနဲ့ပေါ့နော်ဒီမှာတချင်းဆိုပါမယ်ဆက်ပြီးတော့လည်းအားပေးကြပါအောင်ကိုလင်းနဲ့ကျမနဲ့အကြောင်းလေးတစ်ချက်လောက်ပြောပြချင်ပါတယ်ကျမတို့ကဒီဒေါ်လာရေးမှာမှတီးကြတဲ့မိတ်ဆွေတွေမဟုတ်ဘူးကျမတို့ဒီဒေါ်လာရေးမှာဒီပေါ့နော်ဒီဒေါ်လာရေးကိစ္စတွေမှာမှစုံစည်းကြတဲ့သူတွေမဟုတ်ပါဘူးကျမတို့ဒါလွန်ခဲ့တဲ့ဒေါ်လာရေးမတိုင်ခင်အချိန်ကာလတွေတည်းကဒါသူ့တငယ်ချင်းတွေကလည်းကျမတငယ်ချင်းတွေကျမတငယ်ချင်းတွေကလည်းသူ့တငယ်ချင်းတွေပေါ့နော်ကျမတို့ဒီအိမ်တွေမှာစုံကြတယ်ကိုလင်းနစ်ဆိုတာနားထောင်တယ်ကျမတို့စားကြတောက်ကြစကားပြောကြကျမတို့ရဲ့လူငယ်ဘဝတွေကိုအတူဖြတ်တန်းခဲ့ဘူးတဲ့သူပါမနေ့ကဆိုဒါကိုလင်းနစ်ချင်းတိုက်တယ်ချင်းတိုက်တော့ကျမထိုင်နားထောင်ရင်းနဲ့အဲ့ဒီအချိန်ကာလတွေကိုပြန်ရောက်သွားတယ်လို့ပါပဲဒါကကျမတို့ရဲ့ဘာအပူပင်မှမရှိခဲ့တော့ငယ်ဘဝပေါ့နော်ကျမဒီနိုင်ငံရေးသမားမဟုတ်ပါဘူးလက်ရှိမှာဒါကျမတို့ပခုံးပေါ်ရောက်လာတဲ့ခေတ်တာဝန်ကိုဝင်ပြီးတော့တက်နိုင်တဲ့လောက်ထမ်းတဲ့သဘောပါပဲအဲ့တော့ကျမတို့ရဲ့လူငယ်ဘဝတွေဒီတာမန်လူငယ်တွေရဲ့ဘဝအတိုင်းဖြစ်ခဲ့ပါတယ်ကျမတို့တွေပျော်ရွှင်ခဲ့ဘူးပါတယ်ကျမတို့တွေစိတ်ချမ်းသာခဲ့ဘူးပါတယ်လက်ရှိမှာလည်းကျမဘယ်လိုခံစားချက်နဲ့လုပ်နေလဲဆိုတော့ကျမတို့ရဲ့လူငယ်တွေပေါ့နော်အခုမြန်မာပြည်မှာရှိနေတဲ့တနက်ကင်နေတဲ့လူငယ်တွေထောက်ပို့လုပ်နေတဲ့လူငယ်တွေထောင်ထဲကလူငယ်တွေဒီလူငယ်တွေအားလုံးဒီသူတို့ရဲ့လူငယ်ဘဝတွေကိုပေးဆက်ပြီးလုပ်နေကြရတာဖြစ်တဲ့အတွက်ကျမတို့ဒီဒါလူလက်ပိုင်းတယောက်အနေနဲ့ကျမတို့ရဲ့လူငယ်တွေဒီပေးဆက်နေရတဲ့အချိန်ကာလတွေတိုးတောင်းစီဖို့ဝိုင်းဝန်းတွန်းနေကြတဲ့သဘောဖြစ်ပါတယ်ဒါကျမရဲ့ကိုလင်းနဲ့ဒီဒါကျမရဲ့မိတ်ဆွေဆိုတာတကယ်ချင်းတယောက်ဖြစ်ပါတယ်အဲ့အတွက်ဒီပွဲတွေမှာပြန်ပြီးဆုံရတာဒါခံယူချက်တူတဲ့သူအချင်းချင်းတငယ်ချင်းတွေဆိုရင်မဲ့ဒီကာလမှာကွဲထွက်သွားကြတဲ့သူတွေအများကြီးရှိပါတယ်ဒါကျမတို့ဒီရှောက်နေတဲ့လမ်းချင်းလိုက်တူတဲ့အတွက်လူချင်းပြန်ဆုံရတဲ့သူတွေဖြစ်ပါတယ်ဒါကျမရဲ့မိတ်ဆွေကျမရဲ့တငယ်ချင်းကျမရဲ့အကိုကိုလည်းကျမဒီနေရာလေးပြီးတော့ဂုဏ်ပြုလေးစားကြောင်းပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အားလုံးယေရှုတင်ပါတယ်မပန်ဆယ်လို့